ဒီပွဲမှာဆိုရင် Alpha ကိုင်တဲ့ player ပွဲစမှာကလေးကကျွန်တော်တို့စပြီးတော့လေးတိုက်တယ်ပေါ့ချောင်းပိုင် auto defeat ရဆိုပြီးတော့ကျွန်တော်တို့စပြီးတော့လေးလာတိုက်တယ်အဲ့လိုလေးလာတိုက်တော့ကျွန်တော်ဘယ်လိုဆုံးမပြီးလဲဆိုတာဘယ်လိုတို့ပဲချက်ရှူကြည့်လိုက်တော့ဒီမှာဆိုရင်ကွာငါဒီဘက်ခြုံနေဝင်လာတော့ကွာဟိုကောင်ဟိုဘက်ခြုံနေပြီးတော့ငါ့ကိုစောင့်နေတာငါတိတော့ဒီကောင် skill web 3မောင်ငါစောင့်နေတော့ဒါဆိုရင်ကွာဒီကောင်က skill 1 3တာကိုငါမြင်တော့ငါဂျီကွန်တို့30နဲ့ငါဒီကောင်ကိုလိုက်ပြီးတော့သွေး shot ပေးလိုက်တယ်ကွာပြီးတော့ကွာဒီကောင်ကဘန်ချက်ကြီးဖွင့်လာတော့ငါပဲသွေးပြန် shot ခံလိုက်ရတော့ငါ flicker ပေးရတော့ဟိုပဲပြန်ပြီးတော့ပတ်လိုက်ရတယ်ပြီးတော့ငါကတ်ခရီလေးလွတ်တော့မှဆိုလို့ကတ်ခရီလေးကိုပဲပြေးပြီးတော့စားလိုက်တယ်ကွာပြီးတော့ငါနောက်ကိုစောက်ချင်အောင်ဆောင်တဲ့ခြုံလေးကိုကတ်တီးလေးဝင်ပြီးတော့ဂျီကွန်တို့နဲ့စစ်စကေးတူခုံပြီးတော့အဲဘောင်းနဲ့ရလိုက်တာဒီကောင်တန်းရှော့ဖက်ပလက်ကငါပဲရသွားတယ်ကွာဒီမှာဆိုရင်ကွာငါဒီကောင်ကိုခရီပိတ်ပြီးတော့ရှင်းတယ်ကွာအဲ့လိုခရီပိတ်လို့တော့ဒီကောင်ကခရီကားစီလွတ်သွားတယ်ကွာအဲ့ဒါနဲ့ငါပဲခရီကိုပဲလက်စီချိန်စားပြီးတော့ငါဟိုပတ်လိုက်ဒီပတ်လိုက်နဲ့ဒီကောင်ကိုငါခရီမပေးဘူးကွာအဲ့ဒါပြီးတော့ငါခရီရှင်းပြီးတော့ဟိုဘက်ချော်ကနေဒီကောင်ပြင်းမယ်ဆိုတော့ငါသွားတယ်ကွာအဲ့မှာဖြစ်ချင်တော့ hack crack ကလည်းခရီစားနေတယ်ကွာအဲ့ဒါနဲ့ငါအဲ့ကောင်ကိုဝင်တော့ကွာပြီးတော့ alpha ကလည်းအနောက်ကနေရောက်လာတယ်ကွာပြီးတော့ငါရဲ့တက်ကလည်းရောက်လာတဲ့အတော်ဖြစ်သွားတယ်ကွာအဲ့ဒါနဲ့ငါလည်းငါရဲ့တက်နဲ့ဒီကောင်တွေကိုပြင်းမယ်ဆိုပြီးတော့ငါလိုက်တီးနေဝင်ချတယ်ကွာအဲ့ဒါပြီးတော့ငါရဲ့ scale တော့ငါထောက်ပြတယ်ကွာပြီးတော့ခုနကောင်ကတခါတည်းတန်းရှော့သွားတယ်ကွာပြီးတော့ငါရဲ့တက်ကလည်းဒါဝါတဲ့ထိလိုက်ချတော့သူပါပြန်တေသွားတယ်ကွာဒီမှာဆိုရင်ကွာငါ alpha ကိုတွေ့တယ်ကွာအဲ့ဒါနဲ့နောက်တစ်ခါဒီကောင်ချောင်း player တွေကိုလေမတိုက်ရဲအောင်ငါဒီကောင် scale 1နဲ့6 scale 2ပါ3ပြီး A ဘောင်းပေးပြီး AD နဲ့ဖက်ကန်ပြီး recall လေးပါပြပြီးဒီကောင်ကိုငါပြင်ပေးလိုက်တယ်ကွာဒီမှာဆိုရင်ကွာဒီကောင်နောက်တစ်ခါထပ်ပြန်လာတယ်ကွာထပ်ပြန်လာတော့ငါလည်းဒီကောင်နောက်တစ်ခါ AD ဖက်ကန်ပြီးတော့ recall အလှလေးပါထပ်ပြပြီးတော့ထပ်တက်ပေးလိုက်တယ်ကွာအဲ့ဒါနဲ့ဒီကောင်ကထပ်ပြန်တည်သွားတယ်ကွာဒီမှာဆိုရင်ကွာငါတို့ကအလယ်လန်းတာဝါချိုးပြီးတော့မှငါတို့ alpha ပေါ်လမ်းမှာတွေ့တော့ငါတို့3ယောက်ပေါင်းပြီးဒီကောင်နောက်တစ်ခါထပ်ပြန်တက်တယ်ကွာဒီမှာဆိုရင်ကွာအလယ်လမ်းမှာပတ်တယ်ဖြစ်လာငါမြင်တော့ငါနောက်ချောင်းနေပက်ပြီးတော့စလီနာကိုငါတွေ့တော့စလီနာကိုငါဝင်ချမယ်ဆိုတော့ငါဝင်သွားတယ်ကွာအဲ့မှာငါစလီနာကို1 hit ပဲငါတက်ပြီးတော့မှပြန်ထွက်ဖို့လောက်တော့မှပဇာနာစတန်ပြီးတော့ငါနောက်ပဲပြန်ပက်တယ်ကွာပြန်ပတ်တော့အမှငါ hack crack ကိုတွေ့တော့ငါ AD လေးဖြတ်ကန်ပြီးတော့ဒီကောင်သူတေးကူတေးအမှငါတပကေးရသွားတယ်ကွာဒီပတ်တယ်ကတော့နောက်ဆုံးပတ်တယ်ပေါ့ကွာအဲ့နဲ့ဟိုဘက်မှာကျန်းနေတဲ့ mass man ကွာငါတွေ့တော့ငါအမှဒီကောင်ငါ AD နဲ့ဖြတ်ကန်ပြီးတော့ဒီကောင်ငါဖြတ်ပေးလိုက်တယ်ကွာဒီမှာဆိုငါတို့ကပတ်တယ်တာသွားပြီပေါ့ကွာအဲ့မှာပတ်တယ်တာသွားတော့ငါတို့ဒီကောင်တွေကိုလိုက်ချတယ်ကွာလိုက်ချတော့ဒီကောင်တွေက၄ကောင်လောက်တေသွားပြီးတော့ငါတို့လန်နဲ့ငါတို့တောင်းအောင်စုပြီးတဲ့ခါလေးတက်တယ်ကွာအဲ့နဲ့ဟိုဘက်ချမ်းမှာကခေကတော့တကောင်လည်းကြံတယ်ကွာဒီကောင်တကောင်လည်းကြံတယ်ငါတို့ကအောက်စလိုက်တက်တယ်ကြောင့်ဒီကောင်ထိန်းလို့မရတော့ဘူးကွာအဲ့ဒါနဲ့ငါတို့ကတာဝါအောင်လေးပဲချိုးပြီးတော့ငါတို့ပွဲကိုဆုံးတက်ပေးလိုက်တယ်ကွာအဲ့နဲ့ဒီပွဲကငါတို့ကပဲနိုင်သွားတယ်ကွာကျွန်တော်ရဲ့ဗီဒီယိုဆောင်းအောင်ကြည့်ရှုပေးတဲ့ကျွန်တော်ရဲ့ပြုထားတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကွာနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်